ကျွန်တော်တို့တယောက်ချင်းစီတိုင်းမှာကိုစီခံထားရတဲ့ဝန်တော့ဝန်ပို့တွေရှိပါတယ်မိသားစုအရေးပညာရေးချမ်းမာရေးစသဖြင့်တစ်ခါလဲကျသွားလို့မတတ်ပါဘူးဒီချင်းနေထဲကနေဒီခါတီးလို့နဲ့ပေါ်ဝထဲကလည်းလွတ်ချင်ပြီဆိုပြီးတော့ငုံယုံမိခဲ့တဲ့အချိန်နဲ့ရှစ်ခတ်ဖြစ်ပါရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့နှုတ်ကပတ်တော်ကိုအကြည့်ခွာဆင်ရင်ခွန်အားယူကြပါစို့နှုတ်ကပတ်တော်ကောင်းစဉ်ကတော့ခရစ်တော်၌လွတ်မြောက်ခြင်းဖြစ်ပါတယ်ခြေပြုကျမ်းစာတော်များကိုဖတ်ကြားလိုပါတယ်ဂလာတိဩဝါဒစာအခန်းကြီး9အခန်းကြီး1တို့ကြောင့်ခရစ်တော်သည်ငါတို့ကိုလွတ်တော်မူသောလွတ်ခြင်းအခွင့်မဲ့တည်နေသည်ကြုံခံရချမ်းမိုးကိုထမ်း၍ချီနှောင်ခြင်းကိုတစ်ဖက်အခါကြသည်ကျမ်းနောက်တစ်ခုကတော့တမန်တော်ဝတ္ထုအခန်းကြီး30အခန်းကြီး43ဖြစ်ပါတယ်ထိုသခင်ကိုယုံကြည်သောသူရှိသမျှတို့သည်နာမတော်အားဖြင့်အပြစ်လွတ်တော်မူခြင်းကျေးဇူးကိုခံရကြလက်တယ်ဟူ၍ prophet ပေါင်းတို့သည်ထိုသခင်တတ်သိခံဖြစ်ကြသည်ဟုပေထရုမဆို၏ဒီကျမ်းနှစ်ချက်လုံးကိုဖတ်ကြည့်လိုက်တဲ့အခါမှာခရစ်တော်အားဖြင့်သာလွတ်မြောက်ခြင်းပေးနိုင်တယ်ဆိုတာကိုနားလည်ရပါတယ်ဟုတ်ပြီဒါဆိုရင်ခရစ်တော်ကကျွန်တော်ကျမတို့အတွက်ဘာလွတ်မြောက်မှုကိုပေးနေတာလဲဆိုတာကိုပြန်ပြီးတော့စဉ်းစားဆင်ခြင်ကြရအောင်ပထမအရေးကြီးဆုံးကတော့ခရစ်တော်ရဲ့အသေးခံခြင်းပဲဖြစ်ပါတယ်ခရစ်တော်ရဲ့အသေးခံခြင်းပဲဖြစ်ပါတယ်ယောမဝါဒစာအခန်းကြီး6အခန်းကြီး10မှာ7မှာခရစ်တော်သည်အသေးခံတော်မူရာမှာအပြစ်တရားကြောင့်တစ်ချိန်သာခံတော်မူ၏အသက်ရှင်တော်မူရာမှာဘုရားသခင်ဖို့ရှင်တော်မူ၏ထိုနည်းတူတင်တို့သည်အပြစ်တရားနှင့်ဆိုင်သောအရာ၌ကအသေးဖြစ်သည်ဟု၍၎င်းဘုရားသခင်နှင့်ဆိုင်သောအရာ၌ကငါတို့သခင်ယေရှုခရစ်အားဖြင့်အသက်ရှင်သည်ဟု၍၎င်းကိုထင်မှတ်ကြတော့ဒီကျမ်းချက်ကကျွန်တော်တို့တယောက်ချင်းစီတိုင်းအတွက်ခရစ်တော်ပေးတဲ့လွတ်မြောက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီလွတ်မြောက်မှုကိုဝယ်ယူလို့မရပါဘူးတိုက်ယူလို့လည်းမရပါဘူးခရစ်တော်တနာဒီတာလေဒီပိုက်တော့လွတ်မြောက်မှုဖြစ်တယ်ဆိုတာကိုနားတဲ့ရပါလေဒုတိယတစ်ချက်အနေဖြင့်ခေါ်ပေးချင်တာကတော့နေ့စဉ်အသက်ရှင်ခြင်းမှာဘယ်ရာတွေကကျွန်တော်တို့ကိုရှုပ်ကပ်ထားတာလေဘဝမှာဘာဖြစ်လို့လွတ်မြောက်ခြင်းနဲ့ရှိရတာလဲဆိုပြီးတော့တွေးနေမိပါတော့အမှန်ပါလေကျွန်တော်တို့ယုံကြည်ပါလေကျွန်တော်တို့တယောက်ချင်းစီတိုင်းမှာကိုစီခံထားရတဲ့ဝန်တော့ဝန်ပို့တွေရှိပါတယ်မိသားစုအရေးပညာရေးချမ်းမာရေးစသဖြင့်တစ်ခါလဲကျသွားလို့မတတ်ပါဘူးဒီချင်းနေထဲကနေဒီခါတီးလို့နဲ့ပေါ်ဝထဲကလည်းလွတ်ချင်ပြီဆိုပြီးတော့ငုံယုံမိခဲ့တဲ့အချိန်နဲ့ရှစ်ခတ်မှာဖြစ်ပါကျမ်းစာတော်များတစ်ပိုက်ကဘလို့ဖော်ပြထားလဲဆိုတော့ဟိုလေးရပင်မန်းတော်သူအပေါင်းတို့ငါထံတော်နာကြလောငါဒီချမ်းတော်ပြီးဖော်ပြထားပါတယ်မတ်7:28မှာခရစ်တော်ပြီးတဲ့လွတ်မြောက်ခြင်းရဲ့ဘဝရဲ့ချုံမီနဲ့လက်ရတဲ့ရရှိနေတာဖြစ်ပါပြီနောက်ဆုံးတစ်ချက်ကတော့မိမိရဲ့အပြစ်တွေအားလုံးကိုဘုရားသခင်ထံမှာဝန်ချတောင်းပန်ဖို့ဝန်ခံဖို့ဖြစ်ပါလေရှင်ရောဩဝါဒစာပထမဆောင်အခန်းကြီး7အငယ်9မှာကိုပြည့်တို့ကိုဖော်ပြတောင်းပန်လေငါတို့အပြစ်များကိုလို့၍သူစရရှိသည်များနဲ့ကင်းစင်စေခြင်းအားဘုရားသခင်သည်တစ္ဆာတရားနဲ့၎င်းဖြောင့်မတ်ခြင်းတရားတွေ၎င်းပြည့်စုံတော်ရသည်ဟောပြထားပါနေချစ်တော်ဓမ္မမိတ်ဆွေများကျွန်တော်ကျမတို့အားလုံးဒီဒေသနာရဲ့ကောင်းစဉ်ဖြစ်တဲ့ခရစ်တော်၌လွတ်မြောက်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့ခန္ဓာစိတ်ဝိညာဉ်တော်မှာစလုံးလို့ပြတဲ့ကဲပဲခရစ်တော်အဖြစ်လွတ်မြောက်တော်သူများဖြစ်ကြပါစေလို့ဒီရဲ့တတ်တော်ခေါ်အပ်ပါ